ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာ e-secret ကိုတနိုင်ငံလုံးဒါနှိမ်သွားမယ့်အခြေအနေပါနှိမ်နေတဲ့အခါမှာတောက်သုံးတဲ့သူတွေပါမယ်ရောင်းဝယ်တဲ့သူတွေပါမယ်ထုတ်လုပ်တဲ့သူတွေပါမယ်ဖြန့်ချီတဲ့သူတွေပါမယ်အဲ့ဒီကွန်ရက်ထဲမှာပါဝင်တဲ့သူတွေအားလုံးကိုပြင်းပြင်းထန်ထန်အရေးယူမှာပါအဲ့တော့ဒီထိုင်းနိုင်ငံကတော့ဒီ e-secret နဲ့ပတ်သက်ပြီးတော့ဒါအမျိုးသားရေးတာဝန်တရက်အနေနဲ့သူတို့လက်ခံပြီးတော့လက်ရှိတော့ဒါပြင်းပြင်းထန်ထန်ကိုင်တွယ်မဲ့ကိစ္စတွေသူပြောဆိုလာတွေ့ရပါတယ် e-secret ကလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့လူငယ်ထုတွေနဲ့လည်းဒါတော်တော်လေးရင်းနှီးပါတယ်ကျွန်တော်တို့ဒီပလင်းလေးတွေနဲ့ဗျာအမှရှူနေကြတာမြင်မကောင်းပါဘူးနေရာတိုင်းမှာတွေ့ရပါတယ်အဲ့တော့မြန်မာနိုင်ငံကတော့လက်ရှိဒီမြန်မာနိုင်ငံမှာထုတ်လုပ်နေတာလားထုတ်လုပ်နေတဲ့ဒီ e-secret တွေထုတ်လုပ်နေသို့မဟုတ်ပြည်ပကနေတရားမဝင်တင်သွင်းလာခဲ့ရင်လည်းဒီ e-secret တွေကိုလက်ရှိဒီမြန်မာနိုင်ငံကတော့ဘယ်လိုမျိုးရှုမြင်နေဆိုတာကိုကျွန်တော်တို့ဒါဆက်ပြီးစောင့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့လက်ရှိဒီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့ဒီလူငယ်ထုတနည်းအားဖြင့်နိုင်ငံတော်မှာရှိတဲ့လူငယ်လူရွယ်ထုအမျိုးသားအမျိုးသမီးတွေရဲ့လက်ထဲမှာတော့ဒီ e-secret တွေကတော်တော်လေးတောက်သုံးနေကြတွေ့ရပါတယ်အမျိုးသမီးတွေလက်ထက်မှာဆိုလည်းကျွန်တော်တို့တော်တော်လေးတွေ့ရတယ်ရန်ကုန်မှာလည်းတွေ့ရတယ်အဲ့တော့ရန်ကုန်မန်းလေးနေပြီးတော့အဲ့လိုနေမျိုးကြီးတွေမှာကျွန်တော်တော်တော်လေးတွေ့နေရပါတယ်အဲ့တော့ထိုင်းနိုင်ငံကတော့ဒီ e-secret နဲ့ပတ်သက်ရင်သူတို့ကတော်တော်လေးကိုပြင်းပြင်းထန်ထန်အရေးယူလာမဲ့သဘောတွေ့ရပါတယ်အဲ့တော့ဒီနေ့ဒီထိုင်းမီဒီယာတွေမှာတော့သူတို့ရဲ့ဒီထုတ်ပြန်ချက်မှာသူတို့ရဲ့ဒီရှင်းလင်းချက်မှာဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တင်ပြပေးပါမယ် e-secret ရောင်းချတဲ့ဆိုင်တွေကိုသူတို့ဟလာကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့သူရှာဖွေဖမ်းဆီးမယ်ပြီးတော့ကျွန်တော်အများပြည်သူနဲ့တက်ဆိုင်တဲ့နေရာတွေမှာ e-secret တောက်သုံးတဲ့သူတွေကိုလည်းသူတို့ရှာဖွေဖမ်းဆီးမယ်အဲ့ဒီမှာကျွန်တော်တို့ဒီတက်ရောက်မှုအနေနဲ့ထိုင်းနိုင်ငံမှာနေတဲ့နိုင်ငံသားတွေပါဝင်မယ်ပြီးရင်ကျွန်တော်နိုင်ငံသားတွေပါဝင်မယ်ဒီနေ့အပြင်ကျွန်တော်ထိုင်းနိုင်ငံသားတွေကိုလည်းအရေးယူမယ်နိုင်ငံသားတွေကိုလည်းအရေးယူမယ်လို့ဖော်ပြထားတယ် e-secret e-secret တောက်တဲ့သူကဒါအမြင့်ဆုံးထောင်ဒဏ်နဲ့ထောင်ဒဏ်9နှစ်ချခံရမယ်ပြီးတော့ကျွန်တော်တို့ဒီအခွန်ငွေနဲ့အတူပေါ့ဗျာအခွန်ငွေတန်း၄ဆလို့ဖော်ပြထားပါတယ်အဲ့တော့ဒီကျွန်တော်အခွန်ငွေဆွဲနေမှာတော့ကျွန်တော်ရှင်းလင်းချက်ကိုနားမလဲပါအောင်။ဘာကြောင့်ဒီ e-secret နဲ့ပတ်သက်တဲ့ဒီထိုင်းနိုင်ငံဥပဒေကိုတော့ကျွန်တော်ဒီပေါ်မှာတော့မသိပါဘူး။အဲ့တော့တေချာတာကတော့သူတို့ e-secret တောက်သုံးတဲ့သူကအမြင့်ဆုံးထောင်ဒဏ်အနေနဲ့9နှစ်ပါ။အဲ့လိုကြားတဲ့အခါမှာကျွန်တော်ငွေဒဏ်လည်းကြားခံနိုင်တယ်ထောင်ဒဏ်လည်းကြားခံနိုင်တယ်နှစ်မျိုးစလုံးလည်းကြားခံနိုင်ပါတယ်။ဒါကကျွန်တော်တောက်သုံးတဲ့သူပါ။နောက်တစ်ခုကကျွန်တော်ရောင်းချတဲ့သူပါ။ရောင်းချတဲ့သူအနေနဲ့ရောင်းချတာကိုတွေ့ရှိရဆိုရင်ဘတ်9သိန်းအထက်အဲ့တော့ဘတ်9သိန်းအထက်ဆိုရင်ခင်ဗျာသူ့ရဲ့သူ့ဆိုင်မှာရှိတဲ့ဒါ e-secret ရဲ့အရေးအတွက်အနည်းများပေါ်မူတည်ပြီးတော့ကျွန်တော်9သိန်းနဲ့အထက်ဒဏ်ရကမယ်ပြီးတော့ကျွန်တော်ထောင်ဒဏ်9နှစ်ကြာခံရမယ်ဒီနေရာမှာကျွန်တော်ဒဏ်နေရာလုံးလည်းဖြစ်နိုင်တယ်တစ်ခုမဟုတ်တစ်ခုလည်းဖြစ်နိုင်ပါတယ်ကျွန်တော်ဒီလိုမျိုးနားလည်ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တင်သွင်းခြင်းနဲ့ရောင်းချခြင်းတင်သွင်းတဲ့သူရောင်းချတဲ့သူအဲ့ဒီဟာကတော့ကျွန်တော်တို့ဒါထောင်ဒဏ်10နှစ်အထက်ထောင်ဒဏ်10နှစ်အထက်ငွေဒဏ်ကတော့ကျွန်တော်တို့ဘတ်တသန်းအထက်ကြာခံမယ်လို့ဖော်ပြထားတယ်အဲ့ဒီမှာကျွန်တော်တို့ဒါပြစ်ဒဏ်နဲ့ပြစ်ဒဏ်ရောတစ်ခုမဟုတ်တစ်ခုနှစ်ခုစလုံးလည်းကြာခံနိုင်မယ်ကြာခံရမယ်ငွေဒဏ်လည်းကြာခံရမယ်လို့ကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့တင်သွင်းခြင်းနဲ့ရောင်းချခြင်းကတော့ဒါတော့ကျွန်တော်တို့ထောင်ဒဏ်10နှစ်နဲ့အထက်လို့ဖော်ပြထားပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းဒီဥပဒေမှာကျွန်တော်အကျုံးဝင်ပါတယ်အဲ့တော့ကိုကကျွန်တော်တို့ရောင်းချသူမဟုတ်ဘူးကိုကတောက်သုံးသူဆိုရင်တော့ဒါထောင်ဒဏ်9နှစ်ဒါကြာခံမှာဖြစ်ပါတယ်ထောင်ဒဏ်9နှစ်နဲ့အထက်ကြာခံမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာလက်ရှိဒီထိုင်းနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံသားတွေတန်းနဲ့ချီရှိပါတယ်အဲ့ဒီတန်းနဲ့ချီထဲမှာကျွန်တော် e-secret တောက်သုံးတဲ့မြန်မာနိုင်ငံသားတွေကတိန်းနဲ့ချီရှိပါတယ်ဒါကြောင့်ဒီထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီ e-secret နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တော်တော်လေးကူးဆိုင်ဖို့လိုပါတယ်မဟုတ်ရင်တော့ကျွန်တော်ထိုင်းရတော့သူ့ဥပဒေတိုင်းထောင်ထဲမှာပဲမြန်မာနိုင်ငံသားတွေ e-secret တောက်တဲ့မြန်မာနိုင်ငံသားတွေထောင်ထဲမှာပဲကျွန်တော်တို့ဒါ9နှစ်အထက်နေသွားရနိုင်တဲ့အနေအထားတွေရှိပါတယ်အဲ့တော့ကျွန်တော်ဒီ e-secret နဲ့ပတ်သက်တဲ့ခါမှာကျွန်တော်လိုက်ပြီးတော့ဒါလေ့လာတဲ့ခါမှာ e-secret ရဲ့ဒီတက်ရောက်မှုတွေကတော်တော်လေးကိုကျွန်တော်စိုးကျိုးများစွာရှိပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့တကယ်ဒီပညာရှင်ပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့ကျွန်တော်ဒီပေါ်မှာတော့ကျွန်တော်မတင်ပြလို့တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီပေါ်မှာဒီနားလေတက်ကျွမ်းတဲ့တကယ်ပညာရှင်တွေများစွာရှိပါတယ်။ဒီကြတာကတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့ဒါထုတ်ပြန်တဲ့အမိန့်ပေါ်မှာကျွန်တော်ကဦးစားပေးပြီးတော့ဒါတင်ပြပေးတာဖြစ်ပါတယ်။နောက်ထပ်သတင်းမျိုးဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့နာဆာကဥက္ကဋ္ဌကြီးကဘီလာရုရှားနိုင်ငံကပြန်လာပြီးတဲ့နောက်ပိုင်းမှာဒါတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအာရှရေးအထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုချက်ချင်းဆို့သူတို့ရောက်ရှိလာတဲ့အခြေအနေပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒါရုရှားနဲ့ဘီလာရုနိုင်ငံကိုမတ်လ3ရက်နေ့ကနေပြီးတော့စသွားတယ်မတ်လ9ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်ရောက်တယ်10ရက်နေ့မှာဆိုရင်ဒီတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးအထူးကိုယ်စားလှယ်ကမြန်မာနိုင်ငံကိုရောက်ပြီးတော့ဒါ10ရက်နေ့မှာဆိုရင်ကျွန်တော်တို့ဒါနိုင်ငံသားရေးဝန်ကြီးဌာနပြောင်းဝန်ကြီးနဲ့တွေ့တယ်ဒုတိယနေ့မှာဆိုတော့ကျွန်တော်တို့ဒါမတ်လ17ရက်နေ့မှာဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်ဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကရုရှားကိုသွားတဲ့ပြန်လာတဲ့ရက်ဆိုသူလိုပါပဲအချိန်မဆိုင်မဲနဲ့တရုတ်ရဲ့အာရှရေးအထူးကိုယ်စားလှယ်ကဒါမြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ
ဒီနတ်ဆာကဘက်ကနိုင်ငံတော်ဘက်ကထုတ်ပြန်တဲ့အခြေအနေကိုတင်ပြပေးပါမယ်တရုတ်ရဲ့အာရှတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှရေးအထူးကိုယ်စားလှယ်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့တွေ့ဆုံမှာဆိုရင်နံပါတ်1မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်မှာအကောင့်တွေပေါ်ဆောင်ရွက်ရှိတဲ့ရှေ့လုပ်ငန်းစဉ်9ရက်နေ့ဒီရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်မှုများအပေါ်ဒါတရုတ်နိုင်ငံကအပြုသဘောဆောင်ပြီးတော့ပူးပေါင်းဆောင်မှုတွေဆောင်မယ်အဲ့တော့ဆိုလိုတာကလာမယ့်2025ခုနှစ်အကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမယ့်ရွေးကောက်ပွဲကိုတရုတ်ကထောက်ခံမယ်ပြီးရင်ကျွန်တော်ရွေးကောက်ပွဲကျင်းပမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါတရုတ်နိုင်ငံကဒါပူးပေါင်းဆောင်မှုတွေဆောင်မယ်ဆိုတဲ့သဘောပါတနည်းအားဖြင့်လက်ရှိ2025-2026ရွေးကောက်ပွဲကိုဒါတရုတ်နိုင်ငံကကျွန်တော်တို့ပူးပေါင်းဆောင်မှာပေါ့ဗျာဒီလိုမျိုးကျွန်တော်နားလည်ရပါတယ်နံပါတ်2ကတော့မြန်မာနိုင်ငံရဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာတဲ့ဒီတရုတ်နိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်ရေးအခြေအနေတွေပြီးတော့ကျွန်တော်မူရေးစေဝါတားဆီးနိုင်ရေးလုပ်ငန်းတွေပြီးတော့ကျွန်တော် online လောင်းကစားနဲ့ငွေကြေးလုံလည်မှုဂိုင်းတွေပပျောက်အောင်နိုင်ငံဆောင်ရွက်အခြေအနေတွေနောက်တစ်ခါကျွန်တော်တို့ဒါနိုင်ငံနယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးခဲ့တယ်လို့ဖော်ပြထားတွေ့ရပါတယ်အဲ့တော့ဒီတွေ့ဆုံမှုကိုကျွန်တော်တို့ပြန်ပြီးချိုးရမယ်ဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ဒီရှေ့လုပ်ငန်းစဉ်9ရက်ကိုတရုတ်ကထောက်ခံတယ်ဒီရှေ့လုပ်ငန်းစဉ်9ရက်တမှာပါတဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်တရုတ်ကရွေးကောက်ပွဲဒါကျင်းပမဲ့ကာလရွေးကောက်ပွဲအလွန်ကာလတွေမှာတရုတ်နိုင်ငံကဒါအပြုသဘောဆောင်ပြီးတော့ပူပေါင်းဆောင်မယ်နောက်တဲ့အချက်ကတော့ကျွန်တော်တို့ဒါငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့တရုတ်ကဒါဆက်ပြီးတော့ပူပေါင်းဆောင်မယ်နောက်ကကျွန်တော်မူကြီးစေဝါတားဆီးနေပါမယ်ပြီးကျွန်တော်ကြားဖြတ်ကိုင်းနေနှစ်နိုင်ငံပူပေါင်းဆောင်ရမယ်ဆောင်တဲ့အခါမှာကျွန်တော်ပပျောက်အောင်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေဒါဖော်ပြဆွေးနွေးတာတွေ့ရပါတယ်အဲ့တော့တရုတ်မြန်မာနယ်စပ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကတော့လက်ရှိကျွန်တော်တို့ရှမ်းမြောက်တကြောကတော့ကျွန်တော်ရပ်တန့်နေတာတွေ့ရပါတယ်အဲ့တော့ဒီချိန်တွေကဘာတွေဆက်ရှိလာမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်စကိုင်းတိုင်းဒေသကြီးကဘော်ကြိုင်ဝမ်ဒေသပေါ့ဗျာကဘော်ကြိုင်ဝမ်ဒေသကိုအိန္ဒိယလွှတ်တော်အမတ်ကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွင်းကိုပြန်ပြီးတော့ထည့်ပေးဖို့သူကမလ10ရက်နေ့ကကျွန်တော်အိန္ဒိယနိုင်ငံရဲ့ဒီအထက်လွှတ်တော်မှာသူကဆွေးနွေးခဲ့ပါတယ်ဆွေးနွေးပြီးတော့ဗျာသူအစိုးရကိုတင်ပြတယ်ပေါ့ဗျာအစိုးရတင်ပြတယ်ပေါ့အဲ့တော့သူကဒီကိုလိုနီပြီးခဲ့တဲ့ကိုလိုနီနယ်မြေတွေရဲ့အခြေအနေကိုသူကပြန်ပြီးတော့ဒီဟာကိုလိုနီရဲ့အခြေအနေပေါ့ဗျာကိုလိုနီခေတ်ကဒီဟာကသူ့ပိုင်နယ်ထဲမှာရှိခဲ့တယ်ဟိုဟာကသူ့ပိုင်နယ်ထဲမှာရှိတယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့တော့အခြေအနေကိုတင်ပြပေးပါမယ်အဲ့တော့ကဘော်ကြိုင်ဝမ်ဆိုတာကကျွန်တော်တို့တမူးမင်းကင်ကလေးအဲ့ဒီရဲ့တကြောအဲ့ဒါကိုကဘော်ကြိုင်ဝမ်လို့ခေါ်တယ်တင်ပြတဲ့ကိုယ်စားလှယ်ကမနီပူရပြည်နယ်ရဲ့ဒါအထက်လွှတ်တော်အမတ်ကဒါတင်ပြခဲ့တာပါအဲ့တော့မင်းကင်တမူးကလေးအဲ့ဒီရဲ့ဒီကျွန်တော်တို့ဒီအိန္ဒိယနဲ့ဆက်နေတဲ့ခွင်လေးပေါ့ဗျာအဲ့ဒါကိုသူကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွေကိုပြန်ထည့်ပေးပါအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွေကိုပြန်ရောက်ပြီဆိုရင်ဒီနေရာကိုမဏိပူရပြည်နယ်ရဲ့နယ်မြေဖြစ်ထပ်ပြီးတော့နယ်မြေချက်ဖို့အတွက်သူကတင်ပြခဲ့ပါတယ်သူကဒါအထက်လွှတ်တော်မှာသူတင်ပြဆွေးနွေးခဲ့တဲ့မွေးတိုင်းကိုကျွန်တော်တင်ပြပါမယ်မဏိပူရပြည်နယ်တွေကိုသူကနံပါတ်1ကတော့ဗျာဒီကဘော်ကြိုင်ဝမ်ဒေတာကိုမဏိပူရပြည်နယ်တွေကိုသူပြန်ထည့်ပေးရမယ်အဲ့ဒီလိုမျိုးပြန်မထည့်ပေးနိုင်ခဲ့ရင်လေနောက်တဲ့အခြေအနေနဲ့အချက်က2ချက်ပါနောက်တဲ့အချက်တစ်ချက်က1826ခုနှစ်ရန်တဘူစာချုပ်နဲ့1834ကဘော်ကြိုင်ဝမ်သဘောတူစာချုပ်မှာပြဋ္ဌာန်းချက်အတိုင်းရော်ကြီးတွေကိုမြန်မာနိုင်ငံဘက်ကဆက်လက်ပေးချေဖို့ဒါတောင်းဆိုပါတယ်ဒီကဘော်ကြိုင်ဝမ်ဒေသကစတူရန်ကီလိုမီတာအနေနဲ့22,210ရှိတဲ့ဒီကဘော်ကြိုင်ဝမ်ဒေသကဒီမဏိပူရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်တဲ့ဒီအစိပ်ပိုင်းက1450ခုနှစ်ကဒီကဘော်ကြိုင်ဝမ်လက်ရှိဒီမြန်မာနိုင်ငံပိုင်တဲ့ကဘော်ကြိုင်ဝမ်ဒေသကမဏိပူရပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိခဲ့ပါတယ်တဲ့အဲ့တော့ဆိုလိုတာက1940ကာလမှာလက်ရှိမင်းကင်းကလေးတမူးနဲ့မြို့နယ်တွေနဲ့ဆက်ဆက်တဲ့ကဘော်ကြိုင်ဝမ်ဒေသကမဏိပူရပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်လို့သူကဒါလွှတ်တော်မှာအထက်လွှတ်တော်မှာတင်ပြခဲ့တယ်ပြီးတော့ဒီအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့နေရူက1953ခုနှစ်မတ်လ3ရက်နေ့မှာဒီမြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဦးနုနဲ့တွေ့ဆုံပြီးတော့ဒီလက်ရှိဒီကဘော်ကြိုင်ဝမ်ဒေသကိုမြန်မာနိုင်ငံကိုဒါသူကလက်ဆောင်ပြေလွှဲပြောင်းပေးခဲ့တယ်လို့သူကဖော်ပြတာတွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့တမိုင်းဝင်သဘောတူညီချက်တွေကိုကိုးကားတဲ့အခါမှာသူက1834ခုနှစ်ကဘော်ကြိုင်ဝမ်ဥပဒေကဘော်ကြိုင်ဝမ်သဘောတူစာချုပ်အရမဏိပူရဘရင်ခံထံကိုမြန်မာကတစ်လကိုရူဘီနူအိန္ဒိယငွေပေါ့ဗျာရူဘီငွေတစ်လကို900မြန်မာနိုင်ငံကပေးချေရတယ်လို့သူကဖော်ပြထားတယ်ပြီးတော့ကျွန်တော်တို့1949ခုနှစ်မဏိပူရပြည်နယ်အိန္ဒိယနိုင်ငံတွေကိုပေါင်းစည်းသွားပြီးတဲ့နောက်ပိုင်းမှာ
ဒီရော်ကြီးတွေကိုမြန်မာနိုင်ငံကဒါပေးချေခြင်းမရှိတော့ပါဘူးတဲ့ဒါကြောင့်ဒီ1953ခုနှစ်ကနေစပြီးတော့မြန်မာနိုင်ငံကကျွန်တော်တို့ဒါမဏိပူရပြည်နယ်ဘက်ကိုပေးနေရတဲ့တလောက်ကိုရူပီငွေ900ကိုမပေးတော့ဘူးဗျာမပေးတဲ့အတွက်အဲ့ဒါကိုပြန်တောင်းပေးဖို့သူကတောင်းဆိုတယ်ပေါ့ဗျာဒီမှာတောင်းဆိုတယ်ပေါ့ပြီးတော့အဓိကဒါကိုကျွန်တော်ကသူတင်ပြတဲ့အခြေအနေကိုကျွန်တော်တင်ပြတာဗျာဆိုလိုတာကဒီကဘောကြိုင်ဝဲဒေသဖြစ်တဲ့ကလေးတမူမင်းကင်းအဲ့ဒီဒေသကမဏိပူရနိုင်ငံရဲ့ဒါကျွန်တော်တို့နယ်နိမိတ်ဖြစ်တယ်ဒါကြောင့်ဒီနယ်နိမိတ်ကိုအိန္ဒိယအစိုးရကရအောင်ပြန်ယူပြီးပြီးရင်ဒီနယ်မြေကိုမဏိပူရပြည်နယ်ထဲမှာထည့်ပေးဒါမှမဟုတ်နောက်တဲ့ချန်တစ်ခုကဒီမြန်မာကနေပြီးတော့ပြီးခဲ့တဲ့1834ကဘောကြိုင်ဝမ်သဘောတူညီချက်စာချုပ်အရလက်ရှိဒီမြန်မာအစိုးရကဒါကျွန်တော်မဏိပူရပြည်နယ်ဘက်ကိုဒါရူပီငွေတစ်လောက်900ပေးပေါ့ဗျာမပေးရင်အိန္ဒိယအစိုးရ900ပေးသွင်းပေါ့ဗျာသူကဒီလိုမျိုးလောက်လာပါတယ်ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့လက်ရှိကဒီတမူးနဲ့စကိုင်းတိုင်းနဲ့ချိတ်ဆက်နေတဲ့မြို့နယ်တွေမှာကစကိုင်းတိုင်းနဲ့ချိတ်ဆက်တဲ့ဒီတမူးတို့ကျွန်တော်တို့တမူးခရိုင်ကအိန္ဒိယနဲ့လည်းတောက်ချောက်နယ်နိမိတ်ချင်းဆက်ဆက်နေတယ်အဲ့ဒီရဲ့နယ်နိမိတ်တစ်ဖက်မှာကျွန်တော်တို့ဆက်ဆက်တာကမဏိပူရပြည်နယ်ဆက်ဆက်တယ်တစ်ဖက်မှာလည်းကျွန်တော်ပြဿနာတစ်ခုထပ်တက်နေတယ်ထပ်ရှိနေတယ်အဲ့ဒါကချင်းပြည်နယ်ပါချင်းပြည်နယ်ကကျွန်တော်ဒီမီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတယ်လက်ရှိလည်းကျွန်တော်မီဇိုရမ်ရဲ့ဒီအထက်လွှတ်တော်အမတ်ကချင်းပြည်နယ်ကိုမီဇိုရမ်ပြည်နယ်တွေကိုထည့်ပေးဖို့လက်ရှိသူလည်းကျွန်တော်တို့ဒီအထက်လွှတ်တော်မှာဒါအစိုးရကိုကျွန်တော်တင်ပြဖို့ရှိတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ဒါအိန္ဒိယမီဒီယာတွေမှာဖော်ပြနေတွေ့ရပါတယ်ချင်းပြည်နယ်ကတစ်ဖက်မှာကျွန်တော်တို့မီဇိုရမ်ပြည်နယ်နဲ့ဆက်ဆက်နေတယ်ဒီကဘောကြိုင်ဝမ်ဒေသကတော့တစ်ဖက်မှာကျွန်တော်မဏိပူရပြည်နယ်ဆက်ဆက်နေတယ်အဲ့တော့ဒီမြန်မာနဲ့အိန္ဒိယထိစပ်တဲ့နယ်နိမိတ်တွေမှာလက်ရှိအိန္ဒိယရဲ့လွှတ်တော်အမတ်တွေကနေမြေတောင်းဆိုမှုတွေလုပ်လာတယ်ဗျာနေမြေတောင်းဆိုမှုတွေလုပ်လာတယ်ပြီးသွားရင်တစ်ဖက်မှာကျွန်တော်တို့ဒါချင်းပြည်နယ်ထဲမှာရှိနေတဲ့ချင်းတဲ့နိုင်ငံအဖွဲ့တွေ AA တွေကိုလည်းဒါသူတို့ကတော်ဝဲတော်နည်းနဲ့ဓာတ်ရိုက်နည်းနဲ့ထောက်ပံ့မှုတွေလုပ်လာတယ်အဲ့တော့အိန္ဒိယအစိုးရရဲ့ရည်တည်ချက်ကဘာဖြစ်ချင်နေရလဲကိုကျွန်တော်မေးရတော့မယ့်အနေထားပဲဗျအိန္ဒိယအစိုးရကမြန်မာနိုင်ငံတည်ငြိမ်ရေးကိုသူကအထောက်အကူပြုချင်တာလားဒါမှမဟုတ်ဒီမြန်မာနိုင်ငံရဲ့ပိုင်တဲ့နေမြေတွေကိုသူတို့ကလိုချင်နေတာလားဒါမှမဟုတ်မြန်မာနိုင်ငံမှာမတည်မငြိမ်မှုဖြစ်အောင်အိန္ဒိယအစိုးရကနောက်ကွယ်ရနေလှုပ်နေတာလားဒါတော့ကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အိန္ဒိယအစိုးရရဲ့ရည်တည်ချက်ကိုတော့ကျွန်တော်တို့ဒါတော်တော်လေးပြန်မေးရမယ့်အနေထားဖြစ်သွားပြီဗျတော်တော်လေးပြန်မေးရမယ့်အနေထားဖြစ်သွားပြီအိန္ဒိယအစိုးရဘယ်လိုရည်တည်နေတာလဲလို့ကျွန်တော်မေးရမှာပါအဲ့တော့ဒီအချိန်တွေကအိန္ဒိယအစိုးရကခွင့်မပြုရင်ဒီလိုမျိုးဆွေးနွေးမှုတွေကဒါလွှတ်တော်တွေကိုကျွန်တော်တို့ရောက်ရှိလာကြအကြောင်းမရှိပါဘူးဒီအချိန်တွေကိုလည်းအိန္ဒိယအစိုးရရဲ့ဒါသူတို့ရဲ့ဒီကျွန်တော်တို့ဒီထောက်လိုင်း agency တွေအစိုးရရဲ့ agency တွေကမသိကြအကြောင်းမရှိပါဘူးဒါကကျွန်တော်တိတိရက်နဲ့လွတ်ထားတယ်လို့တော့ကျွန်တော်နားလည်ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီပိုင်တဲ့နယ်မြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေတိထိုက်တဲ့ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့ကဒါဖော်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဖိလစ်ပိုင်နိုင်ငံရေးသမားတွေရဲ့ဒီနိုင်ငံရေးလက်စားချေမှုပါအဲ့တော့မနေ့ကဆိုသလိုပဲမနေ့ကဒူတာတေးကဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကဟောင်ကောင်နဲ့ပြန်ရောက်တယ်ဖိလစ်ပိုင်နိုင်ငံမနီလာလေဆိပ်ကိုပြန်ရောက်တဲ့အခါမှာလက်ရှိဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ဖိုင်နန်မာကိုလက်ရှိဒီဖိလစ်ပိုင်သမ္မတရဲ့အမိန့်နဲ့လူသားတွေကမနီလာလေဆိပ်ကိုပြောင်းတဲ့အခါမှာကျွန်တော်တို့ချက်ချင်းဆိုသလိုဖမ်းတဲ့အခါမှာကျွန်တော်မနေ့ကတင်ပြခဲ့သလိုပဲဒါကလက်ရှိဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ဖိုင်နန်မာကိုလက်ရှိဖိလစ်ပိုင်သမ္မတရဲ့အမိန့်နဲ့ဖမ်းပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်တို့ဒီသမ္မတဟောင်းဒူတာတေးကိုကျွန်တော်တို့ဒီအင်တာပိုလက်ထဲကိုထည့်လိုက်တယ်ထည့်ပြီးတဲ့နောက်ပိုင်းကျွန်တော်အချိန်မဆိုင်ဘဲနဲ့ဒီဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုကျွန်တော်တို့နယ်သာလန် ICC ရှိရဲ့နယ်သာလန်နိုင်ငံဒဟိတ်မြို့ကိုတခါတည်းစင်လုံးလေနဲ့ပေါ့ဗျာစင်လုံးလေနဲ့ပို့လိုက်တယ်လက်ရှိကျွန်တော်တို့ဒါဖိလစ်ပိုင်သမ္မတမာကိုပေါ့ဖိုင်နန်မာကိုကသူ့ရဲ့အဖေကဒီဖိလစ်ပိုင်နိုင်ငံကိုကျွန်တော်နှစ်ပေါင်း20လောက်အုပ်ချုပ်ခဲ့တယ်နှစ်ပေါင်း20လောက်အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဒါသူနောက်ဆုံးဒီလူထုကသူ့ကိုကန့်ကွက်မှုတွေကြောင့်နောက်ဆုံးမှာသူနန်းကြပြီးတော့အမေရိကန်နိုင်ငံကိုထွက်ပြေးရတယ်ထွက်ပြေးပြီးတော့အမေရိကန်နိုင်ငံကိုရောက်ရှိပြီးနောက်3နှစ်အတွင်းမှာသူတည်သွားတယ်အဲ့တော့ကျွန်တော်မှတ်တမ်းအနေနဲ့ဒါတိကျပြောပါမယ်1986ကာလပေါ့1986ကနေ20ကို20အတွင်းကိုမာကိုကသူအုပ်ချုပ်တယ်1986ခုနှစ်မှာမာကိုအစိုးရပြုတ်ကျသွားတယ်ပြုတ်ကျပြီးတော့မာကိုကကျွန်တော်တို့ဒါအမေရိကန်နိုင်ငံကိုထွက်ပြေးလိုက်ရတယ်
မိသားစုလည်းထွက်ပြေးလိုက်ရပဲထွက်ပြေးပြီးတဲ့နောက်ပိုင်း3နှစ်ကြာမှာမာကိုကဒါအမေရိကန်နိုင်ငံမှာပဲတည်သွားတယ်တည်သွားပြီးတော့ကျွန်တော်တို့ဒါတည်သွားပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့မျိုးဆက်တွေကတော့ဒီပြည်တွင်းမှာဒီနိုင်ငံရေးတွေပြန်ပြီးတော့ဆက်လုပ်တယ်ပေါ့ဗျာဆက်ပြီးတော့ဆက်ရှိနေတယ်ပေါ့သူအုပ်စုတွေဆက်ရှိနေပေါ့ဆက်ရှိနေတယ်ဒူတာတေးကဖိလစ်ပိုင်သမ္မတအဖြစ်2016ကနေပြီးတော့2022ခုနှစ်အတွင်းမှာဒါသူသမ္မတဖြစ်တောင်းယူတယ်သူသမ္မတဖြစ်တောင်းယူတဲ့အတွင်းမှာကျွန်တော်တို့ဒါသူနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုသူများစွာလုပ်ကိုင်နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်အစ္စလာမစ်တွေရဲ့ဒါအစ္စလာမစ်တွေရဲ့တောင်းကျမ်းမှုကိုလည်းသူရဲရဲဆက်ဆက်နှိမ်နင်းခဲ့တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတွင်းမှာမူရည်စေဝါမှုတွေဒူးစရိုက်မှုတွေပြန်ပေးဆွဲမှုဂိုင်းတွေကိုသူရဲရဲဆက်ဆက်တုတ်တင်ခဲ့တယ်အဲ့ဒီတုတ်တင်မှုတွေမှာလည်းဒါပြည်သူလူထုရဲ့ထောက်ခံမှုကြီးကြီးမားမားသူရခဲ့တယ်ထောက်ခံမှုကြီးကြီးမားရခဲ့တယ်ရခဲ့ပြီးတော့ဒါအဲ့ဒီရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ဒါဒူတာတေးကဒီဒူးစရိုက်လုပ်ငန်းတွေကိုသူရှင်းလင်းလိုက်တဲ့နောက်ပိုင်းမှာဒါ ICC ကသူ့ကိုဒါဖောင်ဝရန်သူ့ကိုကျွန်တော်တို့ဒီဖောင်ဝရန်တွေဘာညာသူစပြီးလှုပ်လာတယ်ပေါ့ဗျာဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်ပေါ့သူကြွေးကြော်တယ်ပေါ့2019ခုနှစ်မှာသူကဒီဒူတာတေးက ICC ရဲ့အဖွဲ့ဝင်ဖြစ်သွားနှုတ်ထွက်လိုက်တယ်နှုတ်ထွက်ပြီးတော့သူနိုင်ငံရေးကနေသူနားတယ်ပေါ့ဗျာနားပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့သမီးဖြစ်တဲ့သူကသူ့ရဲ့အဖေအမွေဆက်ခံတယ်ပေါ့လက်ရှိဒီဒူတာတေးရဲ့သမီးကလက်ရှိဖိလစ်ပိုင်ရဲ့ဒုသမ္မတပြီးခဲ့တဲ့ခုနကကျွန်တော်ရှေ့တင်ပြခဲ့တဲ့မာကိုရဲ့သားကလက်ရှိဖိလစ်ပိုင်ရဲ့သမ္မတဖြစ်တယ်သူတို့နှစ်ခုရဲ့အားပြိုင်မှုတွေကဒီနောက်ပိုင်းမှာတော်တော်လေးပြင်းထန်လာတဲ့အခါမှာကျွန်တော်တို့မီဒီယာတွေမှာလည်းတွေ့ရမှာပါဒီလက်ရှိဒူတာတေးရဲ့သမီးကဒါဖိလစ်ပိုင်လက်ရှိသမ္မတမာကိုရဲ့သားကိုဒါလှုပ်ကြံဖို့တွေရှိတယ်ဆိုပြီးတော့သူတို့နှစ်ဖက်စကားစစ်ထိုးမှုတွေဖြစ်လာတယ်စကားစစ်ထိုးမှုရဲ့အကျိုးဆက်အနေနဲ့ဒါနိုင်ငံရေးလက်စားချေမှုအဖြစ်လက်ရှိမာကိုရဲ့သားဖြစ်တဲ့မျိုးဆက်ဖြစ်တဲ့သမ္မတဖာဒီနန်မာကိုကဒါနိုင်ငံရေးလက်စားချေမှုအဖြစ်ဒူတာတေးကိုသူကဒါ ICC ရဲ့ဖမ်းဝရမ်းပါလို့ဖမ်းတယ်ကွာဆိုတော့သူ့ရဲ့အမိန့်နဲ့ဖမ်းပြီးတော့အင်တာပိုလွှဲပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါကျွန်တော်တို့ဒီ ICC ကိုလွှဲလိုက်တယ်ပေါ့အဲ့လိုဖြစ်သွားတယ်ဒါသူ့ရဲ့ရန်တရားပေါ့ဗျာရန်တရားဒါကကျွန်တော်တို့ဒါနိုင်ငံရေးလက်စားချေမှုပါဖိလစ်ပိုင်နိုင်ငံမှာကဒီမာကိုရဲ့အုပ်စုနဲ့ဒူတာတေးရဲ့အုပ်စုကအများအားကျွန်တော်ခေတ်ဆက်ဆက်အားပြန်ခဲ့တာပါတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့နီလန်မျိုးနဲ့လုံခြုံမှုတွေရှိတယ်အားပြိုင်မှုတွေရှိတယ်လက်ရှိဒီဖိလစ်ပိုင်မှာရှိတဲ့နိုင်ငံသားတွေကကျွန်တော်သူတို့ရဲ့ဒီဓာတ်ပုံတွေကြည့်ရတာဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ဒူတာတေးကို ICC ကိုလွှဲပြောင်းဖို့လေဆိပ်ကနေကျွန်တော်လွှဲပြောင်းတဲ့အခါမှာဒီလေဆိပ်ရဲ့အပြင်ဘက်မှာနိုင်ငံသားတွေကစုပြုံပြီးတော့တောက်လျှောက်ကြည့်နေပြီးတော့လက်ရှိကျွန်တော်တို့ဒီ online မှာတို့လှုပ်ရှားမှုတွေတွေ့လာတယ်အဲ့ဒါကလက်ရှိသမ္မတဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ final မာကိုကိုဖြုတ်ချဖို့အတွက်လက်ရှိသူတို့နိုင်ငံလုံးနိုင်ငံရေးလှုပ်ရှားမှုတွေလုပ်မယ်နိုင်ငံရေးလှုပ်ရှားမှုလုပ်ဖို့အတွက်လက်ရှိကျွန်တော်ဖိလစ်ပိုင်မှာတော့နိုင်ငံရေးလှုပ်ရှားအကြီးဖြစ်လာတယ်အဲ့တော့လက်ရှိကျွန်တော်တို့ဒီ Facebook တွေရောအခြားသော social platform တွေကနေပြီးတော့သူတို့လက်ရှိသမ္မတကိုဖြုတ်ချဖို့ဆိုပြီးတော့စီယုံလှုပ်ဆောင်မှုတွေလုပ်လာတယ်အဲ့တော့နောက်ရက်ပိုင်းတွေမှာဒီမြင်ကွင်းတွေကတော်တော်လေးမြင်ရမယ်အဲ့တော့ကျွန်တော်တို့စဉ်းစားမိတာကဒီအချိန်ဒီမှာမာကိုရဲ့မျိုးဆက်ပေါ့လက်ရှိသမ္မတကသူနိုင်ငံရေးလက်စားချေမှုတွေလုပ်တယ်နိုင်ငံရေးလက်စားချေမှုတွေလုပ်တဲ့အခါမှာသူလည်းသူ့ရဲ့အဖေနီးတူအမေရိကန်ကိုသူပြေးရမယ့်အနေအထားဖြစ်သွားပြီအချိန်တစ်ခုမှာဒီလက်ရှိတိုင်းလူပြည်သားတွေရဲ့စူပူမှုကိုသူကမထိန်းနိုင်ဘူးဆိုရင်လက်ရှိဖိလစ်ပိုင်သမ္မတဖိုင်နန်မာကိုကသူ့ရဲ့အဖေနီးတူသူအမေရိကန်ကိုပြေးရတော့မှာပြေးရမယ့်အနေအထားဖြစ်လာပြီအဲ့တော့လက်ရှိဒါကကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံအခြေအနေအဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးအခြေအနေကဒီကျွန်တော်တို့ရဲ့နိုင်ငံခေါင်းဆောင်ပေါ့ဗျာနိုင်ငံခေါင်းဆောင်ကိုလည်းသူတို့ဒီလိုမျိုးတွေသူတို့ဖန်ဝရမ်းထုတ်တယ်ပေါ့ဗျာစသဖြင့်အခြေအနေတွေဖြစ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တနိုင်ငံလုံးမှာတစ်ကမ္ဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေရောပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့တပ်မတော်ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနိုင်ငံကိုချစ်တဲ့သူတွေသိရမှာကဟိုဘက်ရဲ့နိုင်ငံရေးအခြေအနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံအခြေအနေတခုမှမတူဘူးနောက်ခံအကြောင်းတရားတွေလည်းမတူဘူးသူရဲ့နိုင်ငံရေးဖြစ်စဉ်တွေလည်းမတူဘူးအဲ့တော့လက်ရှိကျွန်တော်နိုင်ငံခေါင်းဆောင်တွေအေးစစ်ပါပဲတနည်းအားဖြင့်ကျွန်တော်တို့အစားတောက်မပြတ်ပါဘူးအစားတောက်လုံးဝပြတ်စရာလည်းအကြောင်းမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်နိုင်ငံရေးရဲ့ဖြစ်တည်မှုတွေလုံးဝမတူပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဒါကတော့ဖိလစ်ပိုင်နိုင်ငံသမားတွေရဲ့လက်စားချေမှုပါအဲ့တော့ဆက်ကြည့်ရမှာကကျွန်တော်တို့လက်ရှိဖိလစ်ပိုင်သမ္မတကလည်းသူ့ရဲ့အဖေနီးတူမာကိုနီးတူအမေရိကန်နိုင်ငံကိုအနှိမ့်နဲ့အမြန်ပြေးရတော့မဲ့အနေထားပါနောက်ပြီးတော့ကျွန်တော်တို့ဒီသမ္မတရွေးကောက်ပွဲတွေက2028ခုနှစ်မှာပြန်ပြီးတော့ကျွန်တော်ကျင်းပမယ်ကျင်းပတဲ့အခါမှာလက်ရှိဒူတာရဲ့သမီးကတော့ဒီသမ္မတဖြစ်ဖို့အလားအလာရှိသွားပြီပေါ့ဗျာနိုင်ငံရေးထောက်ခံမှုတွေကဒါတော်တော်လေးကျွန်တော်အားကောင်းသွားပြီပေါ့လက်ရှိဒီဖိလစ်ပိုင်ရဲ့ကျွန်တော်ဒီရှေ့
အသင်းဖွဲ့တွေရောအရပ်ဘက်အသင်းဖွဲ့တွေရောလည်းလက်ရှိကျွန်တော်တို့တောင်းဆိုမှုတွေလုပ်လာတယ်အဲ့ဒါကဒူတာဒေးကိုမြန်မာနိုင်ငံကိုပြန်လွှဲပေးဖို့တောင်းဆိုနေတယ်အဲ့တော့ဒူတာဒေးဘာဆက်ဖြစ်မလဲပေါ့တမန်တော်ဒူတာဒေးဘာဆက်ဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းတယ်တမန်တော်ဒူတာဒေးဘာဆက်ဖြစ်မလဲပြီးတော့ကျွန်တော်လက်ရှိဖိလစ်ပိုင်ရဲ့တမန်တော်အာနာရှင်မာကိုရဲ့တာဖိုင်နယ်မာကိုသူ့ရဲ့အနာဂတ်သူအမေရိကန်ကိုသူ့အဖေကြီးတူဖတ်ပြရမလားဆိုတာကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတော့ကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေရဲ့ကျွန်တော်အစိပ်ပိုင်းအချို့ကိုတင်ပြပေးတာဖြစ်ပါတယ်